ဝေဖန်ဆွဆွဲမှုတွေကြားကဖလားရတော့မဲ့ခရစ္စတီယာနိုရိုနယ်ဒိုအားလုံးပဲမင်္ဂလာပါ MM Bookies ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခရစ္စတီယာနိုရိုနယ်ဒိုဟာ2022ခုနှစ်ဒီဇင်ဘာမှာအန်နာဆာအသင်းစီရောက်ရှိလာပြီးနောက်ပိုင်းပထမဆုံးသောအဓိကသူ့ဖလားကြီးစုကူးနိုင်မှုအတော်လေးနီးစပ်နေပါပြီဒါပေမဲ့ဒီခီးလန်းကတော့ထင်တယ်လို့မချောမွေပဲတော်လေးအကျိတ်နဲ့ရှိနေတာပါလက်ရှိမှာ Sorry Pro League 3ပွဲသာကြန့်ရှိတော့ချိန်မှာသူ့ရဲ့အတင်းဟာမျိုးခံပြိုင်ပွဲအဲလီရဲ့အတင်းချက်9မှတ်အသာနဲ့ဇယားထိပ်မှာဦးဆောင်နေပါတယ်ထူးခြားတာကတော့စင်မျိုးနီအင်ဇာဂီကိုင်တွယ်နေတဲ့အဲလီရဲ့အတင်းဟာပွဲပေါင်း30ကစားထားပြီးချိန်တပွဲမှမရှုံးသေးပဲဒုတိယနေရာမှာရှိနေတာဖြစ်ပြီးလာမယ့်အင်္ဂါနေ့မှာဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုဟာချန်ပီယံဆုအတွက်အဆုံးဖြတ်ဖြစ်လာနိုင်ပါတယ်ဒီလိုအခြေအနေမျိုးမှာအချို့ကလည်းအာနာပိုင်တွေဟာရိုနယ်ဒိုဖလားရဖို့အတွက်နောက်ွယ်ကနေဖန်တီးပေးနေတဲ့ဆိုပြီးဝေဖန်မှုတွေထွက်ပေါ်နေပါတယ်AR အတင်းအတွက်29ဂိုးအထိသွင်းယူပေးထားတဲ့တိုက်စစ်မှုအိုင်ဗန်တိုနီကတော့ဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်တွေအပေါ်အတော်လေးဒေါသထွက်နေခဲ့ပါတယ်ဒါအပြင်ဒီလီမှာတစုံတယောက်ကိုမျက်နှာသာပေးနေတာထင်ရှားတယ်လို့လည်းပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါသေးတယ်တိုနီရဲ့အတင်းပေါ်ဘရာဇီးတောင်ပန်ကစားသမားဂဲလာနိုကလည်းဒီဖလားကိုတစုံတယောက်ရဲ့လက်ထဲအတင်းထိုးထည့်ပေးချင်နေတဲ့ဆိုပြီးလူမှုကွန်ရက်ပေါ်မှာရေးသားခဲ့တာကြောင့် Sorry ဘောလုံးအဖွဲ့ချုပ်ရဲ့အရေးယူခြင်းကိုလည်းခံခဲ့ရပါတယ်ဒါပေမဲ့ AR အသင်းဟာပြီးခဲ့တဲ့ဧပြီလ25ရက်နေ့ကအာရှချန်ပီယံလိဖလားကိုစုကူးနိုင်ခဲ့တာကြောင့်သူတို့ရဲ့ဂုဏ်သိက္ခာကိုတော့ပြန်လည်ဆက်တင်နိုင်ခဲ့ပါတယ်အန်နာဆာနဲ့ပွဲမှာလည်းသူတို့ဟာအာရှအောင်မြင်မှုကိုအိမ်ဝင်းပရိသတ်တွေရှေ့မှာအောင်ပွဲခံပြပါသေးတယ်အန်နာဆာအသင်းဟာအဲ့ဒီပွဲမှာ AR ကို2ဂိုးရှိတဲ့အနိုင်ရခဲ့ပြီးရိုနယ်ဒိုကလည်းသူ့ရဲ့ကစားသမားဘဝ980မြောက်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်ပွဲပြီးမှာတော့ရိုနယ်ဒိုကသူ့ဘော်ဝေဖန်မှုတွေကိုပြန်လဲတုံ့ပြန်ခဲ့ပြီးဒါဟာဘောလုံးပွဲပါစစ်ပွဲမဟုတ်ဘူးအားလုံးကနိုင်ကျင်ကြတာဖြစ်ပေမဲ့လူမှုကွန်ရက်ပေါ်မှာဒိုင်တွေနဲ့လိအကြောင်းမကောင်းပြောနေတာဟာလိရဲ့ရည်မှန်းချက်မဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်သူဟာယာဒီကုံမှာလဲသူတွေးကြုံခဲ့ရတဲ့မကောင်းတဲ့အရာတွေကိုလည်းထုတ်ဖော်ပြောပြသွားဖို့ရှိနေပါသေးတယ်အတင်းရဲ့အောင်မြင်မှုတွေဟာဝါရေးပေါ်တူဂီနီပြဂျော့ဂျီစစ်ရဲ့လက်ရာတွေကြောင့်လို့ဆိုရမှာပါသူ့ရဲ့လက်ထက်မှာအန်နာဆာအတင်းဟာရိုနယ်ဒိုရောက်လာပြီးနောက်ပိုင်းပထမဆုံးအကြိမ်ဖြစ်တကယ်အတင်းလိုက်စုဖွဲ့မှုကောင်းတဲ့ပုံစံမျိုးကိုပြန်လည်ရရှိလာခဲ့ပါတယ်တိုက်စစ်မှာယာအိုဖီလစ်ဆာရီယိုမာနီနဲ့ကင်စလီကိုမန်တို့ကခြေစွမ်းပြနေသလိုခန်းစစ်မှာလည်းအင်နာကိုမာတီနက်စ်တို့လိုကစားသမားတွေနဲ့ကြစ်လစ်စွာတိဆောက်ထားနိုင်ခဲ့ပါတယ်ရိုနယ်ဒိုအနေနဲ့ဒီယာဒီ25ဂိုးအထိသွင်းယူထားနိုင်ပြီး Sorry Pro League ချန်ပီယံဆုကိုပထမဆုံးအကြိမ်စုကူးနိုင်ဖို့ကသာသူ့အတွက်အကြီးမားဆုံးရည်မှန်းချက်ဖြစ်နေပါလိမ့်မယ်အသက်42နှစ်အရွယ်ရှိပြီဖြစ်တဲ့ရိုနယ်ဒိုအတွက်တော့ဒီဆူဖလားဟာတာမန်အောင်မြင်မှုတစ်ခုထပ်ကိုပို့ပါတယ်အားကစားလောကရဲ့ထိပ်သီးစူပါစတာတစ်ယောက်အနေနဲ့ Sorry မြေမှာသူရောက်ရှိနေတာဟာလီရဲ့အဆင့်တန်းကိုမြင့်တင်ပေးရုံတင်တာမကပဲအောင်မြင်မှုဆောင်လောင်စိတ်ကလည်းအပြည့်အဝရှိနေစေဆိုတာကိုဒီဖလားကပဲတက်တည်ပြသွားပါလိမ့်မယ်ဒီလိုအရသာရှိတဲ့သုံးသက်ချက်တွေကိုအမြဲတမ်းဆင်နိုင်ဖို့ MM Bookies ကို Like and Follow လုပ်ထားပေးဖို့ပြောချင်ရင်အဆုံးသတ်ပါရစေကျေးဇူးတင်ပါတယ်